မိသားစုမှာမျိုးသမီးဘာပြောအရေးကြီးဆုံးပဲချင်းစုလည်းရခိုင်ရပဲအိမ်ထောင်မိသားစုမှာပေါ့နော်မိဘကအရေးကြီးတယ်ဆိုတာမလားတော့ပြောမှတော့ခါတယ်ဘာဖြစ်လဲဆိုတော့အိမ်ထောင်မိသားစုမှာမိဘမရှိရင်ဖေပေါက်တဲ့အိတ်တလုံးလိုဖြစ်မှာဘာမှဖြစ်စနေမှာဘာမှဒီဘာပဲကြည့်တယ်လေကြည့်လိုက်ဘာမှပြတ်ပြမှာမဟုတ်ဘူးအဲ့ဒါအမေကအမြဲတမ်းပြောတယ်ယောက်ျားကြီးကတဲ့မိဖို့ချော်ဝင်နေတဲ့တခုမဟုတ်တခုကအမြဲတမ်းလိုအပ်မှာတဲ့စားမရှိရင်ငပိမရှိဘူးအဲ့လိုအမြဲတမ်းပြည့်စုံဘူးတဲ့ပြီးဥပမာငွေတရားနော်ယူရိုတရားဥပမာတလစားမှာယောက်ျားလေးတွေကြိုင်လိုက်တောင်းလိုက်ရင်ဥပမာနေပတ်စာပဲရပေါ်နေမိလေးတွေဆိုရင်သူတို့ဒီချက်တက်ပြီးမှဘာလို့အားရလဲဘယ်နေရာမှာဘာဝယ်တိတယ်လဲဘာလို့တိတယ်လဲဆိုတာကောင်းတော့သူတို့တက်ချက်တယ်ကောင်းတော့လုံးတယ်အဲ့တော့ဝလာထောက်ကားပဲဒီတော့ခုပြချီတာနော်ယောက်ျားလေးဒီမှာဟိုပါနော်ဥပမာဟိုအိတ်ထမိမကဆုံးသွားတယ်လို့ထားပါတော့သူတို့လည်းဘယ်နည်းနဲ့မှတော့မိမမယူဘဲနဲ့မနေနိုင်ဘူးဘာဖြစ်လဲတိလားအဲ့ဒါသူတို့ကိုပြစ်စုဖို့စီမအေပေါ်မှာစီမခောက်ခွဲဖို့မရှိလို့လောကသူတို့နေမတတ်ဘူးသူတို့မှာစီမခောက်ခွဲလို့တော့ရတယ်ဒါပေမဲ့လောကပြစ်ဆိုမင်းကလေးတွေလို့မနိုင်ဘူးဥပမာတာသမီကိစ္စပြဿနာကိုရှိလာဖြစ်လာရင်ဟာနေပဲဖြစ်ရှိလဲပါငါဖြစ်ရှိလက်ပါသွားမှာနော်ဖြစ်တာလောကဖြစ်စီလို့နေမှာမဟုတ်ဘူးအဲ့လိုမျိုးဖြစ်မှာအဲ့လိုဒီနေ့ဒီပွဲလာဖို့မင်းမနော်အဖေကဘသူကအကောင်လို့ခလေးကအဆရရပစ္စည်းပေးတာဘသူရှိတယ်လေမင်းမပါပဲတဲ့ဘာရှိမှာမဟုတ်ဘူးနော်ဟုတ်ပါရကြတာပေးဖို့တယ်ထားပါတော့အဝတ်စားကိုခလေးကိုနော်ဒါမဲ့မင်းမကရွေးကိုရွေးပေးရမယ်လောက်ကိုလောက်ပေးရမယ်ဒီအေးကြီးကဒါနဲ့လက်မယ်ဒီအဝတ်စားဒါနဲ့တိတ်တော်တယ်ဆိုတာမိန်းကလေးကရွေးကိုရွေးချယ်ပေးရမယ်မဟုတ်ရင်လုံးဝမဖြစ်နိုင်ဘူးဥပမာအိုပါဆိုရင်အမြဲတမ်းလောက်ပေးတယ်ဒါပေမဲ့အမြဲတမ်းဟိုအောက်ခါဘောပြီးမပါလားဒီလိုချောတာတော့ဒီဆိုတာအဲ့တော့မိန်းကလေးကအိတ်တော်ရေးတစ်ခုမှအရာကိုလိုအပ်တယ်အရာကအရေးကြီးတယ်ဆိုတာမရတာအဲ့ဒါပြပြဝထောက်ခံတယ်ကျိုးတင်နေအခုမိသွေးထက်ကနည်းနည်းနိုင်မလို့ဖြစ်နေပြီတက်လာပြီမရမလဲနောက်ဆုံးပိတ်နေတယ်အခုကျွန်တော်တို့ဒေဗီပါကအပြက်ပြင်မှာနောက်ကြပါဒီထုံမိတာစုမှာအခရာပဲအရေးကြီးဆုံးပဲဆိုတော့ကျွန်တော်ဒီမှာချိန်ပါမှာဖြစ်တယ်အခုဒေဗီပါပြီးDavid nu ga le ga van chot. ဝိတ်တယ်ဘုမလာစားတင်ခါစနေပါလို့အုံတို့ပြောတာကောင်းလို့ကျွန်တော်လည်းဘာပြောရမှမသိတော့ဘူးသူပြောတာလည်းအကုန်လုံးမှန်နေတယ်ဆိုတော့ပြီးတော့ဒေးဗစ်နူးကိုလည်းနည်းအောင်ပါမြင်ရတယ်ဒေးဗစ်နူးကမြင်နေရဆိုတော့တပြိုပြောပါMale. ကျောင်းလို့ဘာပေါ့ကျေးဇူးပေါ်မှာရှိပါတယ်ကျက်ဖတ်ကျုံမမူလေးနဲ့ဒါပေမဲ့တစ်ဖက်မှာဟိုမှာတော့ပြန်ရှိတယ်ဗျဒီဘာသာစကားမှာတော့မိခင်ဘာသာစကားဆိုတာပဲရှိတယ်ဖခင်ဘာသာစကားဆိုတာမရှိပြန်ကျုံစဉ်းစားစရာတွေအများကြီးရှိတဲ့ကြားထဲမှာနောက်ဆုံးတော့မိမတွေလည်းအရေးကြီးပါတယ်ဆိုတာကြော်ကြိုင်းတယ်
Solomon sang pasang ni nupi ma biar te thik. ဟုတ်ပြီအခုဘာပဲပြော ITK ဆိုတော့ IT ရဲ့အမှတ်ပေးစီးပြီးအရာအစားတော့ကယောက်ျားဖက်ကနိုင်မလို့ဖြစ်ပေမဲ့လို့ကြက်ဖသွန်၍မိုးမလေးဆိုတဲ့နေရာတော်တော်လေးအမှတ်တက်သွားပေမဲ့ဘာပဲဖြစ်မင်းခရစ်ဖက်ကိုပြန်ပြီးမှနောက်ဆုံးထောက်ခံသွားတဲ့အတွက်ယောက်ျားဖက်က -2 ရပါတယ်ခင်ဗျာ Okay ခုဆက်တဲ့မှာမတင်တဲ့ဘက်ကိုကျွန်တော်တို့နောက်နေ့2013 Christmas မှာပြန်လည်ပြီးမှကျွန်တော်တို့ကြည့်လေပြီးမှရှင်တို့မှာဖြစ်တယ်ခုဆက်လက်ပြီးမှမွိုက်တဲ့ခါတချင်းဆိုဖို့ဖိတ်ခေါ်ပါတယ်မွိုက်တဲ့ချင်းဆိုလို့ပြီးရင်ကျွန်တော်တို့ထောက်ပြီးသားစုမှာကလေးကိုကျွန်တော်တို့ရပြီးအထုစာတိုင်းပဲစုမရမယ်ရိုက်ရမယ်ဆိုတဲ့အဆိုပြုတာနဲ့ရိုက်ဖို့မလိုဘူးဝိရောပါရောရင်ဝိရောပါထုစာတိုင်းပဲမရိုက်တင်ဘူးဆိုတဲ့ခြေပါအဲ့ဒါကိုအစင်တဲ့ဖြစ်ပေးဖို့အားလုံးကိုတည်ပြလိုပါတယ် Chân trái về đây ra lên từ lông ngồi. Him alo min sai vô lòng u lal bian ni cham pha kan khen lệ ta tin tan tua chân trên tra ở lâu khen ta rem na la ba tu a biang ta cả lên roan lung tu sông te po in da mem kan dam kang em Christmas kum thar chi bay kan bu a che u ma hoai kom bol om lo vin kan thin lung alam ma hon ila kan ta na lan lo piang chu chi bay bu ki Tôi môi cả hai roan tu sông te po in đam em kan đam kang em Christmas kum thar chi bay kan bu a che u bian ni cham pha i mang trang u mu la vin sang tam tak mual an liam cái ni zong kan van nei ka tong le ta rem thu lem ro se Christmas kum thar chi bay kan bu a che u Christmas kum thar chi bay kan bu a che u Nói gì nè lúc akuကျွန်တော်တို့ဒီစီစီကတော့အညာပေးတဲ့ဘောဖြစ်တယ်နော်ဥစားပေါ့ပထမအနေနဲ့ကျွန်တော်တို့ကုတ်ကလေးမိသားစု